Ori khanago obwele wenyame nabwele wenyame dibwele wenyame khanago era wo me niyamala mamebe enye tatiya niyamala mi twaye ba phit de puggol le ti de puggol prede me nede puggol ma me de puggol ka matiya nibbban ko lan nede puggol Asama ပြောခဲ့တဲ့စကားလုံးတွေကအလကားပြောရတာမဟုတ်ဘူးလေတဲ့နောက်ပိုင်းမှာချုပ်မိထိမိအောင်တရားကမကြခင်ဒါသာရုပ်ပြီးအနတ်အတိတ်ပဲပြောပြီးရင်ပြီးတော့မှမဟုတ်လို့နော်မိနေတဲ့ပုဂ္ဂိုလ်တွေကဗာမြင့်တဲ့ပုဂ္ဂိုလ်တွေနဲ့တွေ့တယ်သေနေတဲ့ပုဂ္ဂိုလ်တွေနဲ့တွေ့တယ်မမေ့တဲ့ပုဂ္ဂိုလ်တွေကဘယ်လိုသွားနေတာမတရားနိဗ္ဗာန်ကိုသွားနေတာဒီလိုမဟုတ်လားတရားလို့တို့တွေအားလုံးနဲ့သိဖို့မေးရမှာလားမမေးပဲနေရမှာလားစေတမိဝိဒါကဟောဒီခொနဂရီအားလုံးသောလေသိရမည်လို့မလိုက်အဲ့ဒီတို့တွေအားလုံးဟောဒီသာဝတိမြို့မှာနေတိုင်းနေတိုင်းမသေးတဲ့ပုဂ္ဂိုလ်ရှိရလားမရှိဘူးမြတ်စွာဘုရားတဲ့နေ့စဉ်နဲ့အမျှဗာပြည့်နေရတာလေတရားမဟုတ်တရားမဟုတ်တရားအသက်ကြီးတဲ့ပုဂ္ဂိုလ်တွေဒီလိုအသက်ငယ်တဲ့ပုဂ္ဂိုလ်တွေကမသိဘူးလားအိုးတချို့ပြိတ္တိကံညာဘလောက်မလာတယ်လေလူတော်ပြည့်ခွင့်မရရှာဘူးဝမ်းနေမှာပဲသိတဲ့ပုဂ္ဂိုလ်တွေကမြောင်များစွာဟုတ်လားသဘောထဲမှာပဲသိသွားတဲ့ပုဂ္ဂိုလ်တွေကမြောင်များစွာအနည်းမှာပဲသိသွားတဲ့ပုဂ္ဂိုလ်တွေကမြောင်များစွာအိုးတချို့ကြတော့ကံကောင်းလို့နိုးကြိုလေးတောက်ဆိုခွင့်ရသေးတယ်ဒါပေမဲ့အသက်ဆုံးအောင်မနေသွားရဘူးနေသွားတဲ့ပုဂ္ဂိုလ်တွေကမြောင်များစွာမရှိဘူးလားအဲ့ဒါပဲအဲ့ဒါကိုတို့ကကြည့်ရမှာသိရမှာသင်ရမှာဟောသိတာပဲဒီဘောလို့ဒီလောက်လေးလေးဆိုရင်တော့ဒိဋ္ဌိအသုံးကျပါမလားမကြဘူးအသုံးမကျရင်စောစောကပြောတယ်ဘာချောလဲလမ်းချောမယ်ဘာချောမယ်လမ်းချောရင်ဘယ်လိုရောက်မလဲအပေလေးပါအပေလေးပါကိုကြိုက်တဲ့သူဝင်ပြီးအကုန်သိတယ်လက်ရည်ထားတဲ့ကိုမေးလို့သိကြလားဘာဖြစ်လို့လဲတစ်ခေါက်မှမရောက်ဘူးလို့ဘာလို့လဲပြိတ္တိရေလေးမျိုးအနံ့ရောက်တဲ့တွေဘယ်နေရာပါရှိတယ်မပြောနိုင်ဘူးလားမရောက်တဲ့သူပြောနိုင်ပါမလားဒီလိုပေတိုင်းခြေတိုင်းသင်ခြေတိုင်းဝိလာကငိုကြွလို့တော့ဒါတွေရောက်နေလဲဆိုရင်ဘယ်မှာသွားပြီးတော့ရည်ရည်တွေဆုံးပါလဲနော်အဲ့လိုမြတ်စွာဘုရားပြောတော့ဝိတ္တကအကြောင်းမှကြီးတတိပြောင်းလာတယ်ဟုတ်တော့မြတ်စွာဘုရားဟောဒီတိုင်းမှာရှိတဲ့သူတွေအားလုံးတတိတော်နဲ့ညီတော်တယ်ဆိုရင်လူတိုင်းတရားမဟုတ်တရားတခါတခါ၄၅ယောက်ပြိုင်ပြီးတော့တရားတာတတိတော်မြတ်၍သမုတ်တရားထဲမှာရှိတဲ့ရည်ရည်တဲ့အနာကတတိတော်ရဲ့မြတ်၍ညာပြီးတော့နေလိမ့်မယ်ဗျာတရားတော်မှာညီတော်မူတော်မြတ်စွာဘုရားတတိတော်အတွက်ရည်ရည်အားစောင့်တရားရဖို့တရားလေးတော်ဟောဒီပါပြောပြီးပါဘုရားညီတော်မူတော်မြတ်စွာဘုရားကိုရှောက်တဲ့ခါကျတော့စောစောကဒါလာကိုတရားဟောတယ်